မင်္ဂလာပါရှင်ကျမတို့ရဲ့သတင်းပင်ကိုင်း channel ကနေကြိုဆိုပါရစေဒီ channel လေးကကျမရင်းနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုတင်ဆက်ပေးသွားမှာမို့လို့ like and subscribe လုပ်ပေးသွားကြပါအောင်နော်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အိပ်ပျော်နေရုတ်တရက်တည်ထုံသွားနိုင်တဲ့အခြေအနေတစ်ခုကိုပြပြပေးခြင်းပါတယ်စိတ်ဝင်စားရဲဆိုရင်တော့ဆက်ပြီးတော့နားဆင်ကြည့်ကြရအောင်ရှင်အိပ်ပျော်နေအသက်ထွက်သွားနိုင်နေဆိုတဲ့စကားကြားရုံနဲ့တော်တော်လေးကြောချမ်းစရာကောင်းပါတယ်ပတ်ဝန်းကျင်မှာညတော့ကောင်းကောင်းမွန်မွန်အိပ်သွားတာပဲမနေ့ကျတော့နိုးမလာတော့ဘူးဆိုတဲ့တမန်ငါရှန်ကသတင်းမျိုးတွေကိုခက်စိတ်စိတ်ကြားရတတ်ပါတယ်ဒါအိပ်ပျော်နေရဲ့အချိန်အသက်ရှူရက်တန့်သွားတဲ့ယောဂဆိုရင်လက်ချက်ဖြစ်ဖို့ရာခိုင်နှုန်းတော်တော်လေးကိုများပါတယ်တကယ်တော့ဒါရုပ်တရက်ကြီးဖြစ်လာတာမဟုတ်ပါခန္ဓာကိုယ်ကကြိုတင်ပြီးတတိပေးချက်တွေအများကြီးပေးလို့ရှိရင်ဥပမာအနေနဲ့ပြောပြရရင်သူ့ရဲ့အသက်က40ဝန်းကျင်လောက်တော့ရှိရင်သူကအလုပ်ရန်စူးစမ်းပြီးလူချစ်လူငင်ပေါ်တဲ့အမျိုးသားတစ်ယောက်သူကညာတိုင်းဟောက်တတ်ပြီမဲ့လူတိုင်းကသူ့ပင်မလုံးဟောက်တာပါလို့ပဲထင်ခဲ့ရဒါပေမဲ့တညမှာတော့သူကဟောက်တန်ကြီးကခဏရက်သွားပြီးတော့အသက်ရှူဖို့အတင်းရုန်းကန်နေရတယ်လို့အတန်မျိုးကြီးထွက်လာတယ်ခဏနေတော့ပြန်ငြိမ်သွားပြီမဲ့သူနောက်တစ်နေ့မနေ့ရောက်တော့ထာဝရအိမ်မောကျသွားခဲ့ဒါဟာပေါ့ဆလို့မရတဲ့အချက်ပေးတယ်နေပါပဲဒီယောဂရဲ့အဓိကလက္ခဏာကတော့အိမ်နေနဲ့ဟောက်တာပါပဲဒါပေမဲ့တာမန်ဟောက်တာမျိုးမဟုတ်ဘူးဟောက်တန်ကအရန်ကျဲမယ်ပြီးရင်ခဏလေးအသက်ရှူရက်သွားသလိုပြန်ပြီးငြိမ်သွားမယ်ပြီးတော့မှအသက်ကိုအတင်းလူရှူနေရသလိုမျိုးကြီးပြန်နိုးလာတာမျိုးဖြစ်တတ်ပါတယ်အဲလိုအသက်ရှူခဏရက်သွားတဲ့အတွက်အုံနောက်စီကိုအောက်ဆီဂျင်ကလုံလောက်မရောက်တော့ဘူးအဲ့ဒီကနှလုံးကအောက်ဆီဂျင်ရအောင်ပို့ပြီးအလုပ်လုပ်ရတဲ့အတွက်နှလုံးခုန်လုံးနဲ့မမှန်တော့ပဲအိပ်ပျော်နေရင်နှလုံးရက်သွားတဲ့အထိဖြစ်နိုင်တာပါမနဲ့နိုးလာတဲ့အခါအေးမွားသလိုခံစားရတာခေါင်းကိုက်တာတနေ့လုံးငိုက်နေရမျိုးတွေဖြစ်နေပြီလားဒါမှမဟုတ်ကိုယ့်ရဲ့အနာလူကအိတ်နေအသက်ရှူရသားသလိုမျိုးတွေမြင်တွေ့နေရပြီလားဒါဆိုရင်တော့တာမန်ဟောက်တာမဟုတ်ပဲအသက်အန္တရာယ်ကိုချိန်ချောင်းနေရရှေးပြီးလက္ခဏာတွေဖြစ်နေပြီကျမ်းမာရေးဆိုတာပေါ့ဆလို့မရတဲ့အတွက်ကိုယ့်ရဲ့အိတ်ဆက်ခြင်းလေးထားအခုပဲတေချာပြန်ဆန်းစစ်ကြည့်ဖို့လိုအပ်နေပါပြီဒီရောကဘာကြောင့်ဒီလောက်တောင်တက်ဖို့ကောင်းလဲဆိုရင်လူသားသမားတယောက်လိုတိတ်တဆိတ်အလုပ်လုပ်သွားလို့ပါပဲအိပ်ပျော်နေတဲ့အချိန်မှာလေချောင်းကကြွသားတွေကရော့ရဲလာပြီလေပြွန်သွားပိတ်လိုက်တဲ့အခါအောက်ဆီဂျင်လမ်းကြောင်းကပြတ်တောက်သွားပါတယ်အဲ့လိုဖြစ်ရမျိုးကတညရဲမှာနေအခါပေါင်းဒါဇင်နဲ့ချီပြီးဖြစ်ပွားနိုင်တယ်ဒီအဖြစ်အပျက်တစ်ခုကိုသတိပေးခြင်းပါတယ်အသက်30အရွယ်လူငယ်တယောက်နေဘက်ဆိုရင်အမြဲတမ်းနှုံးချိနေပြီကားမောင်းနေရင်တော့ခဏငိုက်ကနေဖြစ်သွားတတ်ပါတယ်သူကတော့အလုပ်ပင်ပန်းလိုပဲလို့ထင်ခဲ့တာပေါ့တနေ့မှတော့ကားမောင်းရင်းနဲ့အိပ်ပျော်သွားတယ်တကယ်ကိုကြောက်စရာကောင်းတာညင်တိုင်းမှုကြီးတစ်ခုဖြစ်ခဲ့တယ်ဒါဟာညဘက်မှာခဏကတကယ်တဲ့အနားမရပဲအုံနောက်ကဇက်တိုင်နိုးကြနေရလို့ဖြစ်တဲ့နောက်ဆက်တဲ့ပြဿနာတွေပဲအိပ်ပျော်နေအသက်ရှူရက်သွားတဲ့အခါခန္ဓာကိုယ်ကာဗွန်ဒိုင်အောက်ဆိုက်တွေအများလာပြီးတော့သွေးတို့နှုတ်ရုပ်တရက်မြင့်တက်စေပါတယ်ဒါဟာရေရှည်မှာနှလုံးရောဂါလေဖြတ်တာနဲ့စီးကျူရောဂါတွေကိုဖိခေါ်နေလို့ပါပဲလူတို့တော်များများကဘိုက်ခေါင်းထွက်တာဒါမှမဟုတ်လေပင်တိုးပြီးတုတ်တဲ့လူတွေမှာပဲဖြစ်တတ်တယ်လို့ထင်ကြပါမယ်တကယ်တော့ပိန်တဲ့သူတွေမှာလည်းမေယိုတိဆောက်ဝင်ရဒီပြဿနာရှိနေနိုင်တယ်ညဘက်မှာအိပ်ရတာခဏနိုးပြီးရေထားတောက်ရတာစီးခဏသွားကျင်တာဒီယောဂရဲ့ဖုံးဝင်ထားတဲ့လက္ခဏာတွေပဲဖြစ်နိုင်ပါတယ်ကိုပြန်မေးကြည့်ပါအိတ်ချိန်9နာရီ10နာရီပြေးဝပါလေနဲ့ဘာလို့နိုးလာရင်လန်းဆက်မရှိနေရလဲအိတ်နေအသက်ရှူလမ်းကြောင်းတစ်ခါပိတ်တိုင်းတင်းနှလုံးကပြင်းထန်တဲ့ဒဏ်ရာတစ်ခုကိုရှိနေရပါဒါကြောင့်ငါကတော့ဟောက်တာပဲဘာမှမဖြစ်ပါဘူးဆိုပြီးအတွေးမျိုးအခုပဲဖျောက်ပြလိုက်ပါမနေ့ဖြန်ဆိုတာလူတိုင်းအတွက်တေချာဖို့ရှိမနေနိုင်တဲ့အတွက်ဒီလက္ခဏာတွေကိုလိလို့မရှိဖို့တိုင်လုံးကျင်ပါတယ်ဒါဆိုရင်ရိုးကြောက်စရာကောင်းတဲ့အခြေအနေကနေလွတ်မြောက်ဖို့ဘာတွေလုပ်နိုင်အောင်မလဲဆိုတဲ့မေးခွန်းတွေရှိပါတယ်အဓိကအချက်ကတော့နေထိုင်မှုပုံစံကိုစတင်ပြောင်းလဲပါအဖြစ်အပျက်တစ်ခုကိုထပ်ပြီးဥပမာပေးရရင်ကိုယ်အလေးချိန်အရန်များနေတဲ့လူလိုက်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်ရှိပါတယ်သူကညဘက်ဆိုရင်အသက်ရှူကျက်လုံးလို့ထိုင်ပြီးအိပ်ရတဲ့အထိဒုက္ခရောက်ခဲ့ပါတယ်ဒါပေမဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့စနစ်တကျဝိတ်ချလိုက်တဲ့အခါမှာအိတ်တဲ့ပုံစံကိုပက်လက်မအိတ်ပဲလေးဆောင်အိတ်တဲ့အလေးချင်းပြောင်းလိုက်တဲ့အခါမှာတော့သူ့ရဲ့ဟောက်တန်ကတိတတာရောပါသွားပြီးအသက်ရှူရက်တဲ့ပြဿနာကလည်းတတရာရောက်သွားခဲ့ပါတယ်ဒါဟာရိုးရှင်းမိမယ်တကယ်ကိုထိရောက်တဲ့နီးလန်းတွေပါပက်လက်အိတ်တဲ့အခါရှာနဲ့ပျော့ပြောင်းတဲ့အာကောင်ကြသားတွေကလည်းလေချောင်းနောက်ဖက်ကိုကျသွားပြီးလေပြွန်ပိတ်ဆို့ဖို့လွယ်ကူစေတာမို့လို့လေးဆောင်အိတ်ချင်းကလေလန်းချောင်းကိုပိုပြီးပွင့်စေပါတယ်ဒါအပြင်ညဘက်အိတ်ခမ်းကြီးမှာအရက်တောက်တာဒါမှမဟုတ်အိတ်ဆေးတောက်တာမျိုးကိုအထူးဆောင်ကျင်ရပါမယ်အဲ့ဒီအရာတွေကလေချောင်းကြသားတွေကိုပိုပြီးရော့ရဲစေတဲ့အတွက်အသက်ရှူရနိုင်ခြင်းကို2ဆလောက်ပိုများစေလိုပါပဲတကယ်လို့ကို့မှာခုနကပြောတဲ့လက္ခဏာတွေအပြင်းထန်ရှိနေပြီဆိုရင်တော့ CPAP လို့ခေါ်တဲ့အိတ်ဆက်နေရဲ့အချိန်
လေးဖိအားဆက်ကိုအသုံးပြုဖို့ဆရာဝန်တွေကအကြံပြုပါလိမ့်မယ်ဒီဆက်ကအိတ်ဆက်နေတဲ့အချိန်မှာလေပြူနှဲကိုလေဖိအားအနှဲငယ်သွင်းပေးထားတဲ့အတွက်အသက်ရှူလမ်းကြောင်းပိတ်မသွားအောင်ကာကွယ်ပေးပါတယ်။နေ့ပြန်မှာပဲဆရာဝန်ပြတော့မယ်ဆိုတော့အချိန်ဆွဲမှုတွေကကိုယ့်ရဲ့ဘဝအတွက်နောက်ဆုံးအချိန်ဖြစ်သွားနိုင်တယ်။အိတ်ဆက်ခြင်းဆိုတာခန္ဓာကိုယ်ပြန်လည်ပြုပြင်တဲ့အချိန်ဖြစ်ရမှာပါ။အသက်အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အချိန်မဖြစ်ပါစေနဲ့။မိမိကိုယ်နဲ့မိမိချစ်ရတဲ့လူတွေကိုအိတ်နဲ့အသက်ရှူရတဲ့လက္ခဏာရှိမရှိဒီနေ့ပဲသတိထားကြည့်ပြီးလိုအပ်တဲ့ကုသမှုတွေကိုအချိန်မီခံယူကြပါလို့တိုက်တွန်းရင်းနှီးကုန်းချုပ်လိုက်ပါတယ်။တင်ရညာရဘေးကင်းပြီးနှစ်ချိုက်စွာအိပ်ပျော်နိုင်တဲ့ညမြဖြစ်ကြပါစေရှင်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားလို့ကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့တွေမှာလည်းနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ကျမ်းမာရေးဘူးတုဒတွေကိုတင်ဆက်ပေးသွားမှာမို့လို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်။အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။